မင်္ဂလာပါခင်ဗျာတန်ရုံးတင်ချမ်းမှာကြိုဆိုပါရစေတန်ရုံးတင်ချမ်းရဲ့ကင်မွန်ဆိုင်ခင်လေးပဲဖြစ်ပါတယ်ဒီနေ့ကတော့ကင်မွန်ပင်စိုက်ပျိုးနည်းစနစ်အကြောင်းကိုကျွန်တော်အသေးစိတ်ပြောပြပေးခြင်းပါတယ်ကင်မွန်ပင်ကိုကျွန်တော်ပညာတန်းကြား10ပေ6ပေစနစ်နဲ့စိုက်ပျိုးထားပါတယ်ဒီလိုက10ပေဒီလိုက6ပေပေါ့ကျွန်တော်တို့ကခြံသမားတွေဖြစ်တဲ့အတွက်ပေါက်တူးပေါက်ရုံနဲ့မရဘူးဗျနွားရှင်းမောင်းပေးရတယ်ဂျိုမောင်းပေးရတယ်ဂျိုဝင်မှုအတွက်10ပေစနစ်နဲ့စိုက်ပျိုးပေးထားတယ်ဗျဘောစီတို့ကကင်မွန်ပင်ကိုစိုက်ရှင်နေဆိုရင်ဈေးထဲမှာပြိုးတုပ်လေးတွေဝယ်ပြီးစိုက်ပျိုးလို့ရတယ်ပြိုးတုပ်လေးတွေမှာတစ်ပင်မှာအများဆုံးရှိ900 1000ပဲဗျာ900 1000ပဲရှိတယ်ဒါကြောင့်လို့ပြိုးပင်လေးတွေပြိုးတုပ်စိုက်ပျိုးနည်းစနစ်ကတော့လွယ်ဆုံးဖြစ်တယ်ဒါလုံးမစိုက်ချင်ဘူးကိုယ့်အိမ်မှာပြိုးပင်လေးတွေရှိတယ်ပွားကျင်တော့ဒီမဲ့ဒီသားတက်လေးကိုကျွန်တော်တို့ဓာတ်လေးနဲ့ချစ်လိုက်တယ်ဓာတ်လေးနဲ့ချစ်ပြီးတော့မြေတုပ်လေးစီးလိုက်တယ်မြေတုပ်လေးစီးပြီးတော့ရေလောင်းပေးထားမယ်ဆိုရင်တော့ဒါကလည်းဂိုင်းကူးနည်းစနစ်နဲ့စိုက်ပျိုးပေးလို့ရတယ်ဗျဒါကတော့မြေတုပ်နည်းစနစ်နဲ့စိုက်ပျိုးပေးတာအဲ့လိုမှမလုပ်ချင်ဘူးမိုးကြရဆိုတော့ဒီလိုအရင်ပေါ့အရင်ကကြီးနဲ့ဖြတ်လိုက်မယ်မြေကြီးတွေကိုထိုးထားမယ်ဒီလိုစနစ်နဲ့လည်းစိုက်ပျိုးလို့ရတယ်ဗျပင်ကြတန်းကြစနစ်အနေနဲ့တော့10ပေ6ပေစနစ်နဲ့စိုက်ပျိုးထားတယ်သူကတစ်နှစ်လောက်ပဲပြူစုရတယ်ဗျတစ်နှစ်လောက်ကိုထရေးလုပ်ပေးမယ်အခင်းထဲမှာပေါ့ထရေးလုပ်မယ်ထရေးမှာမလုပ်ချင်ဘူးဆိုရင်တော့ကျွန်တော်တို့ကပင်ကြီးကိုပေါက်တူပေါက်ပေးမယ်မြေဩဇာတွေကျွေးပေးမယ်မျိုးသားတွေကျွေးပေးမယ်ဆိုရင်တစ်နှစ်လောက်ဆိုရင်ခွေတော့ဒီကင်မွန်မင်ကလုံးဝကိုရှင်သန်ကြီးထွားမယ်အညွန့်နဲ့ရောင်းလို့ရမယ်ကင်မွန်မင်ကဈေးရကလည်းကောင်းတယ်ဗျတပိတ်တာကိုတောင်းဝန်းဝန်းကျင်မှာရှိတယ်အတက်ကြတော့ရှိတယ်ဗျဒါပေမဲ့ဈေးကောင်းတဲ့အထက်မှာပါတယ်ဗျကင်မွန်ပင်ကိုကျွန်တော်သဘောကျတာပါလဲဆိုတော့ဒီကောင်ကမြေဩဇာတွေအများကြီးကျွေးကြရမလို့ဆေးလုံးဝပတ်စရာမလို့ဆေးလုံးဝပတ်စရာမလို့နော်ပိုးသက်ဆေးလည်းပတ်စရာမလို့အားဆေးလည်းလုံးဝပတ်စရာမလို့ဗျပိုးသက်ဆေးလည်းပတ်စရာမလို့အားဆေးလည်းပတ်စရာမလို့တာဖြစ်တဲ့အတွက်ကုန်ကြစိတ်ကိုအများကြီးတက်တာတယ်ဗျလူအင်အားကုန်ကြစိတ်ကျွန်တော်တို့စိုက်ပျိုးရေးဆေးတွေကုန်ကြစိတ်ကိုအများကြီးတက်တာစီတယ်သူ့ကိုလုပ်ပေးမယ်ဆိုတော့အများကြီးလုပ်စရာမလို့နှမ်းနှက်ပဲကျွေးမယ်နောက်ချီလေးနည်းနည်းထည့်ပေးမယ်ပေါက်တူးပေါက်မယ်ရေလိုရတဲ့ခါလေးတင်ပေးမယ်ဆိုတော့လုံးဝဒီကင်မွန်ပင်အများနဲ့ခူးပြီးရောင်းနေလို့ရတယ်ဗျကင်မွန်ပင်တစ်ခါခူးလို့ညွန်လေးတွေခူးပြီးသွားရင်3ရက်ပဲစောင့်နောက်ကတစ်ခါပြန်ခူးလို့ရတယ်ဗျဒီကင်မွန်ပင်ကလုံးဝမိုက်တယ်ဗျဈေးရလည်းကောင်းတယ်ဘောစီတို့စိုက်ပျိုးမယ်ဆိုရင်တော့အနည်းဆုံးပင်100လောက်တော့စိုက်ပျိုးစေခြင်းနဲ့ဘာလို့ဆိုပင်100စိုက်ပျိုးထားမယ်ဆိုတော့ဘောစီရဲ့နေစဉ်ဝင်ရတယ်အများတန်းကောင်းနေမှာဖြစ်တယ်အများကြီးမစိုက်တော့မှပင်100လောက်စိုက်ပျိုးတဲ့နေအိမ်စားဖို့ဆိုရင်လည်း7လောက်တာစိုက်ထားဗျအိမ်အမုန်းစားရတယ်အိမ်အမုန်းတွေမဟုတ်ဘူးပေးခြင်းနဲ့လူပေးဘောစီတို့ဒီလက်ဆောင်ပေးခြင်းတာပေးဒါမှမဟုတ်ရောင်းခြင်းလားရောင်း7လောက်တာစိုက်တာကျွန်တော်လုံးဝအာမခံတယ်ကင်မွန်ပင်ကိုအမုန်းစားမှာဆိုမှစားမှာဘောင်းဆိုတော့ဆေးလက်ပတ်စရာဆေးလုံးဝအားဆေးလုံးဝပတ်စရာမလို့ပိုးသက်ဆေးလုံးဝပတ်စရာမလို့ဗျကင်မွန်ပင်မှာကြတယ်ကျွန်တော်ပြောသလိုဒီရေလေးကိုပုံမှန်လေးလောင်းပေးမယ်တဘာဝမြေစီကျွေးခြင်းနဲ့ဆိုရင်တော့ညနေဘက်ပေါ့မြေဘဲကိုကြိတ်လာတဲ့အဖက်လေးတွေဒါလိုနှမ်းအောင်စီကြိတ်ပြီးရလာတဲ့အဖက်လေးတွေကိုကျွေးပြီးရေလောင်းပင်ဒီကောင်ရပြီဒါမှမဟုတ်နွားချေမျိုးသားကိုလည်းကျွေးလို့ရတယ်ဒီလိုမှမဟုတ်ဘူးဓာတုမျိုးသားကျွေးခြင်းတော့ပလဲတက်မျိုးသားပေါ့ပလဲတက်မျိုးသားကိုဈေးထဲမှာတော့ဝယ်လိုက်တပီးမှဘလောင်းမှမရှိဘူးဗျတောင်းဝန်းနဲ့အောက်ထောင်ဝန်န်းကျော်တောင်းဝန်န်းတော့မရှိပါဘူး9000 6000လောက်ပဲရှိတယ်အဲ့ကောင်ကိုနည်းနည်းလေးပေါ့လက်စုပ်လောက်လေးကိုထည့်လိုက်ရေလောင်းလိုက်ဒါဆိုအညွန့်အနေနဲ့လုံးဝဖြစ်နေမှာဗျဒီကောင်ကဘာလို့ဆိုရေပုံမှန်လောင်းပေးမယ်မြေစီလေးကျွေးမယ်ဆိုတော့ဘောစီတို့ရဲ့ကင်မွန်ဂျန်ကဘင်းတွေကလုံးဝအောင်မြင်ဖြစ်ထွန်းနေမှာဖြစ်တယ်ဒါကတော့ကျွန်တော်ရဲ့တန်ရုံးစင်ချန်ရဲ့ကင်မွန်ဆိုင်ခင်းလေးပဲဖြစ်ပါတယ်ကျွန်တော်ကတော့တန်ရုံးစင်ချန်တီထောင်သူထက်မြတ်ဖြစ်ပါတယ်ကဲအပင်အကြောင်းတွေသိချင်တော့ကျွန်တော်ရဲ့ကောင်ကို like and follow ပြုလုပ်ထားပါဘောစီတို့သိချင်တဲ့ချက်များကိုလည်း comment မှာဝင်အောင်မေးမြန်းပေးပါဗျကျွန်တော်အသေးစိတ်ကိုဖြေချပေးပါမယ်